အားလုံးပဲမင်္ဂလာပါ United ကတော့ဒါကျွန်တော်တို့နောက်ဆုံး10ပွဲမှာကျွန်တော်တို့ဒါ Newcastle အသင်းကိုကျွန်တော်တို့ဒါရှုံးနေသွားပြီပေါ့ဗျာဒီပွဲကိုကြည့်ရရင်တော့ကျွန်တော်တို့ United ကဒါရုန်းကန်ခဲ့ရတယ် strike ဖြစ်သွားတဲ့အခြေအနေနဲ့ဒါကြုံခဲ့ရတယ်တိုတာလီတို့ဒါကွန်းလေကို United အနေနဲ့ Casemiro ကိုပြီးမိုင်းလို့လုံးဝမရှင်နိုင်ခဲ့ဘူးတခုရှိတာကကျွန်တော်တို့ United မှာရှိနေတဲ့ဒါလူစီးအင်အားကအနည်းငယ်ဒါအားနည်းနေတယ်လို့ဒါပြောရမယ်ကျွန်တော်တို့ဇန်နဝါရီဈေးကွက်မှာလည်းလုံးဝဖြစ်တင်နိုင်ခြင်းမရှိခဲ့ဘူးဒါကြောင့်လည်းကျွန်တော်တို့ဒါလူစင်းဒါနေတာပေါ့ဗျာထားပါကျွန်တော်တို့ United အနေနဲ့ဒါကိုရတဲ့ moment တွေအများကြီးဖန်တီးနိုင်တယ် Joshua 60တို့ဒါခေါင်းတိုက်တဲ့အလုံးတွေနောက်တစ်ခုကကျွန်တော် Lani Roro ခေါင်းတိုက်တဲ့အလုံးတွေဒါအများကြီးဒါ moment တွေခဏခဏကြုံသေးရသည့်တိုင်အောင်လက်တက်အနေနဲ့ဒါကိုဖြစ်မပြောင်းလဲနိုင်ခဲ့ဘူးဒါကိုနောက်တန်းကအားနည်းချက်ကိုဒါတစ်ဖက်တင်းကခွန်ကောင်းယူတယ်တမန်တိုက်စစ်အနေနဲ့ထိုးဖောက်ဖို့ကြိုးစားတယ်တကယ်ပဲတမန်တိုက်စစ်တွေကနေပဲကျွန်တော်တို့ဂိုးကြီးပေးလိုက်ရတယ်ဒီပြမိုက်ကယ်ကားတွေနဲ့ United အတွက်တော့ဒါအရန်ကိုနစ်နာခဲ့တဲ့ဒါပွဲတစ်ပွဲပထမပိုင်းပြီးကနေမှာ Jacob Ramsey ဒါထုတ်ခံရတဲ့အပိုင်းတွေပေါ့ဗျာထုတ်ခံရတယ်ပထမပိုင်းမှာကျွန်တော်တို့ခြေပါကိုပြန်ပြီးတော့ရတယ်ဒါတယောက်သားနဲ့ဒုတိယပိုင်းတစ်ပိုင်းလုံးစော်ကစားခဲ့ရတဲ့နေမှာ United ကစားသမားတွေအနေနဲ့လုံးဝဒါ magical moment တွေဖန်တီးပေးနိုင်ခြင်းဒါမရှိဘူးပေါ့ဗျာတခုစဉ်းစားမရတာက United အနေနဲ့ဒါUnited အနေနဲ့လူဝင်အားကလုံးဝကိုအစားထိုးစရာမရှိတာပါကက်စမီရိုနေရာကက်စမီရိုကအသက်အရွယ်တစ်ခုရနေလို့ကက်စမီရိုနေရာကိုလူစားဝင်ကစားတဲ့ဥကာတေးကလည်းကျွန်တော်တို့ကက်စမီရိုမဟုတ်ပြန်ဘူးကျွန်တော်ကိုဘီမိုင်းနူးနေရာဝင်ကစားမဲ့လူလည်းမရှိဘူးဒါဘရူရိုဖာနန်ဒက်ကြားနေလို့ဘရူရိုဖာနန်ဒက်နေရာကိုဝင်ပြီးတော့ဖြည့်ကစားမဲ့ဒါကစားသမားလည်းရှိမနေခဲ့ဘူးနောက်ခန်းစစ်ဆိုလည်းပို့ဆိုတော့ပေါ့ဗျာမခွဲရအနေနဲ့ဒါနှစ်ယောက်စာရုန်းကန်နေရတယ်လန်နီရိုကတက်ငယ်တယ်အတွေ့အကြုံနည်းသေးတဲ့အတွက်ကြောင့်မလို့တချို့တလေကြတော့တချို့တလေကြတော့အားနည်းချက်ကလေးကျွန်တော်တို့တွေ့နေရတယ်ဒါကျွန်တော်တို့ United အဓိကထိုးနှက်ချက်တစ်ခုပါစနီလက်မလဲဒီနေ့ပွဲမှာကျွန်တော်တို့ကောင်းခဲ့ပါတယ်ဒါပေမဲ့လို့နောက်ဆုံးဒါနိုင်ကိုတော့လုံးဝသူကာကွယ်နိုင်ခြင်းမရှိခဲ့ဘူးအဲ့ကိုကလည်းဘယ်လိုမှကာကွယ်နိုင်ခွင့်မရှိတဲ့ချိန်นี้တစ်ချက်ကိုဖိတ်ပြီးတောင်းနေကိုဝေးဝိုင်းပြီးကန်သွားတယ်နျူကာဆယ်အနေနဲ့တော့ဒါပွဲကောင်းတစ်ပွဲပါဒါရုန်းကန်နေရတဲ့နျူကာဆယ်အတွက်တော့လုံးဝကိုပဲဒါ appreciate ပြုပါတယ်ညပြမိုက်ကကားတဲ့နေလည်းရှေ့လာမဲ့ပွဲတွေမှာဒီတဲ့ပို့ပြီးတော့ဒါစွမ်းဆောင်ပြဖို့ကျွန်တော်တို့လိုအပ်နေပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်